Hello အဲ့ဆိုရင်ချစ်ကလေးတို့ဒီနေ့ဗာပြောပြမလဲဆိုတော့ဝယ်စင်လောက်တာရဲ့ရှိတ်တာရဲ့အမွှေးကျွတ်စီတောင်းတာရဲ့ဘာကွာလဲပေါ့နော်အဲ့ဒါလေးပြောပြမယ်နော်ဘာဒီကွာလဲဆိုအများကြီးကွာတယ်ကွာအဲ့လိုအများကြီးကွာတယ်လို့ပြောလဲဆိုတော့တို့ပုံမှန်ဆိုလို့ရှိရင်ကွာအဲ့နေရာကိုကျတော့မိန်းကလေးတွေကအမြဲတမ်းဖုံးထားတယ်ဖိထားတယ်ဆိုတဲ့အချိန်ကျတော့ဟိုတယောက်နဲ့တယောက်မပြဘူးပေါ့နော်ရှက်တယ်ပေါ့နော်ဒါကတော့မှန်ပါတယ် heavy order ပါပေါ့နော်ရှက်တရားဆိုဖုံးထားမှာပေါ့နော်ဒါပေမဲ့ဖုံးထားတယ်ဆိုပေမဲ့သူ့ကိုဒီတိုင်းပိတ်ပြီးတော့တင်ထားလို့လည်းမရအောင်လေဘာလို့လဲဆိုတော့ဒလတက menstruation ဖြစ်တယ်ကို toilet တွေပါသွားရင်တန်ရှင်းလုပ်တယ်ရေစီးတယ်အဲ့လိုမျိုးလေးပေါ့နော်သူ့ကိုလည်းဂယူးဒီဇိုင်းနဲ့ထိမ့်သိမ့်ရတဲ့အရာတစ်ခုပေါ့နော်ခန္ဓာကိုယ်တစ်ခုလုံးဆိုရင်အတူဆိုလဲကြိုက်တယ်လို့တူအောင်ဝေးလို့ရတယ်ရေဘက်ဟိုက်တာဆိုလဲကြိုက်တယ်လို့ဟိုက်တာဝေးလို့ရတယ်ဒါပေမဲ့အဲ့ဒီဟာကိုကြတော့တေချာလက်တောက်ပတ်တာတသက်ရဲ့မုံမွေးကြိုင်ကြိုင်လေးတိမ့်ထားရတဲ့အရာတစ်ခုပေါ့နော်မိန်းကလေးတွေအတွက်ကဘာကွာလဲဆိုလို့ရှိရင်ရိတ်လိုက်လို့ရှိရင်ကြတော့ရိတ်လိုက်တယ်ဆိုလို့ရှိရင်ကြတော့ဒီနေ့ရိတ်ရင်နောက်နေ့ဆိုပြန်ထပ်ပြီးရိတ်သွားတာဖြစ်တဲ့အတွက်အမွှေးလေးကချွန်းချွန်းလေးကိုရိတ်ပလိုက်တာဖြစ်တဲ့အတွက်ပြန်ပေါက်လာလို့ရှိရင်အဲ့တုံးတုံးလေးကနေပြန်ပေါက်တာကွာအဲ့ခါကျတော့အမွှေးတွေကထူတယ်တန်တယ်အဲ့ခါကျတော့ခဏခဏရိတ်တယ်ကွာခဏခဏရိတ်တဲ့အချိန်ကျတော့ပိုဆိုးတာပေါ့အတုတ်ကြီးနဲ့တခါတလေကျတွင်းငံပေါင်းမီကိုဝတ်ထိုင်းတာတွင်းငံပေါင်းမီအပြင်ကိုဖောက်ထွက်နေရတော့ဘာလို့ကြုံဘူးတယ်ကွာနော်အဲ့လိုမျိုးဘာလို့ဆိုကိုရင်ငယ်ရုံးကလည်းအဲ့လိုပဲဖြည့်ရှင်းမှုတာလေနော်အဲ့ကိစ္စဒါပေမဲ့ waxing လုပ်ရင်ကြတော့ဘာကွာလဲဆိုရင် waxing ကကြတော့ तू ကဆေးလေးနဲ့တေချာလေးတင်လိုက်တယ်ကွာအမွှေးလေးပုံဆေးတင်လိုက်တယ်တင်လိုက်တဲ့အချိန်မှာဆရာတို့ကကြတော့ house waxing သုံးတဲ့အချိန်ကျတော့နွေးလေးဆိုတော့နွေးသွားတော့ညအချွေးပုတ်လေးပွင့်သွားချိန်ကျတော့ဆရာတို့က wax tissue လေးနဲ့ကပ်ပြီးတော့ချက်ခါခွာလိုက်တဲ့အချိန်ကျတော့အမြင့်ကနေဖုတ်ဆိုပြီးတော့အုံလိုက်ကြီးပါလာအဲ့ခါကျတော့လုံးဝဒီအသားထဲမှာရှိနေတဲ့အမြင့်တွေကာကြီးကနေအာဒီအကုန်ပါသွားရောပါသွားတဲ့အချိန်ကျတော့ပြန်ပြီးရင်ဆရာတို့ကကြအဲ့ပြီးလို့ရှိရင် after work လေးဆေးလေးပြန်လိမ့်ပြီးအချိန်ကျတော့အမွှေးညင်းလေးပြန်စီးသွားတဲ့အချိန်ကျတော့ပြန်ပေါက်လာရင်လေနုနုညံ့ညံ့လေးပြန်ပေါက်တယ်ပြီးလို့ရှိရင်ထွက်တဲ့နှုံးလေအကြာကြီးခံတယ်ဆိုကိုတုံးပုံမှန် shaving လုပ်တယ်ဆိုလို့ရှိရင် shaving တခါလုပ်ပြီးပြန်ပေါက်တယ်ဆိုလို့ရှိရင်ခုနပြောသလိုတရက်နှစ်ဆိုချင်းချင်းပြန်ပေါက်ပုံပေါ်ကကျတော့အကြာကြီးထားလို့ရအဲ့လိုမျိုးကွာဟာချက်ကအဲ့လိုရှိတယ်ဒါကကျတော့ပေါ့နော်ဘာလို့ဝယ်စင်လုပ်စေချင်လဲဆိုလို့ရှိရင်တော့တန်ရှင်းဘောနော်ဟိုတကူကြီးတကရပေါ့နော်အပြိုလေးတွေဆိုလို့ရှိရင်လည်းတန်ရှင်းမှုကြိုင်လှလှပပလေးပေါ့ကွယ်သဘောနော်အိမ်အောင်တွေကြလို့ရှိရင်လည်းအဲ့ဒါလေးလုပ်ထားလို့ရှိရင်ရန်ဟိုဘောနော်ကိုယ့်အတွက်လည်းအဆင်ပြေတယ်ကိုယ့်ပါတနာအတွက်လည်းအဆင်ပြေတယ်ပြီးလို့ရှိရင် तू ကလုံးဝနုညံ့လေးကွာလုံးဝ baby လေးတုန်းကလိုပြီးပေါ့နော်ပြန်ပေါက်တာဆိုရန်မိုက်တယ်